မင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြောပြချင်တာကတော့เนาะကျွန်တော်အခုလက်ရှိအခုဒီမှာပေါ့เนาะပုံမှန်ရေးထားတဲ့အတွင်းဆောင်ပေါင်းခြင်းပါဝါဖြစ်စဉ်ပေါ့ဒီအတွင်းဆောင်ပေါင်းခြင်းပါဝါဖြစ်စဉ်ကပုံမှန်အားဖြင့်တော့10ရက်အတွင်းမှာဒီကိန်းဂဏန်းတွေထွက်တယ်ပေါ့เนาะအဲ့ဆိုရင်ကျွန်တော်အခုလိုက်စစ်ထားတဲ့အထက်မှာဒီအားလုံးပေါင်းပေါ့နော်ယခုတစ်ပတ်မပါဘဲနဲ့အတွင်းဆောင်ပေါင်းခြင်းပါဝါဖြစ်စဉ်ဖြစ်ထားတဲ့မူကဒီလက်ရှိမှာ90နဲ့မှ2ကြိမ်ထွက်ပြီးသွားပါပြီအဲ့52ကြိမ်မှာ10ရက်အတွင်းထွက်ခဲ့တဲ့မူက90နဲ့မှ1ကြိမ်တိမှန်ထားပါတယ်တစ်ကြိမ်ကတော့52ကြိမ်ဖြစ်တာ52ကြိမ်ကြာက10ရက်အတွင်းထွက်ပြီးတော့တစ်ကြိမ်ကတော့15ရက်မြောက်မှထွက်ပါတယ်အဲဆိုရင်အခု53ကြိမ်မြောက်မူဒီယနေ့ဒီ9ရက်ဖြစ်ခဲ့ပြီပေါ့နော်အတွင်းဆောင်ပါဝါဖြစ်ရင်10ရက်အတော်တွင်3509ဆိုတဲ့အခွေအပူပါက10ရက်အတွင်းမှာထွက်ခဲ့တာထွက်ပဲပေါ့နော်ကျင်းသေးထွက်နေတဲ့မှန်မယ်ဆိုရင်ယနေ့ဒီအခွေရဲ့လာရလမ်းကြောင်းကအားလုံးပေါင်း8ရက်ပြီးသွားပါပြီဒီအင်္ဂါနေ့နဲ့ဗုဒ္ဓဟူးနေ့ဒီ4ပွဲမှာပေါ့နော်ပွဲစဉ်4ပွဲအတွင်းမှာကျွန်တော်အမျိုးတွေကိုကစားစေချင်တာက3509အပူပါခွေကစားစေချင်ပါတယ်ဒီ3509အခွေဘူးဒီလက်ရှိကျွန်တော်ပြောသလိုပေါ့နော်52ကြိမ်မှာတစ်ကြိမ်ပဲဖောင်းပြီးတော့50ကြိမ်ဒီပြက်ပင်မရှိဘူးပေါ့နော်10ရက်အတွက်လုံးဝကျင်းတည်ကြပါတယ်အဲကြတော့ကျွန်တော်ကတော့အမျိုးတွေကိုဒီ3509အပူပါခွေဆိုတဲ့ကိန်းဂဏန်းလေးကိုကစားစေချင်ပါတယ်3509အခွေဘူးကိုကစားပါလို့အကြံပြုပါတယ်အဲ့53ကြိမ်မှာအကြာဆုံးအပင်ကဘယ်ပင်လဲဆိုတော့အခုလက်ရှိဒီအခုဒီကလင်ဒါမှာမြင်နေရပေါ့နော်2363ခွင်936အဲ့ဒီကနေဒီဖြစ်စဉ်မှာပဲပေါ့နော်ကျွန်တော်တို့ကြာသွားတာပါ3509အပူပါခွေက15ရက်မြောက်ကြမှာထွက်သွားပါတယ်အားကြောင့်မို့အမျိုးတို့တကယ်အကယ်၍ကျွန်တော်ပေးတဲ့အခွေလေးတွေကျွန်တော်ပေးတဲ့မူလေးတွေရှာထားတဲ့မူတွေကိုစိုက်နှစ်သက်ပါတယ်ဆိုရင်တော့ဒီအင်္ဂါဗုဒ္ဓဟူးပေါ့နော်ဒီအင်္ဂါဗုဒ္ဓဟူးမှာ3509အခွေဘူးကိုကစားကြပါလို့အကြံပြုပါတယ်ဗျနောက်ပြီးတော့ကျွန်တော်အမျိုးတို့ကိုဒီအခွေကိုလိုက်ခိုင်းတဲ့မူအထောက်ထားတွေဒီအခြားသောမူတွေအများကြီးရှိပါတယ်အဲကြတော့ကျွန်တော်ပြောချင်တာကအတွင်းဆောင်ပေါင်းခြင်းပါဝါဖြစ်စဉ်ကြောင့်3509ခွေဘူးသည်10ရက်အတွင်းကြမယ်ဆိုရင်အဲဆိုရင်ဒီနေ့ဒီ9ရက်မြောက်မှုဒီကောင်အားပေးတယ်ပေါ့နော်ဒီအင်္ဂါဗုဒ္ဓဟူးဒီပွဲ40ချိန်အတွင်းမှာ3509ခွေဘူးကိုအားပေးပါတယ်ဟုတ်ပြီဗျကျွန်တော်ကနောက်ထပ်တမှုလေးနဲ့အမျိုးတွေကိုပြပေးပါမယ်အဲ့ဒါကတော့ဘာလဲဆိုတော့ခွင်နှစ်ဆိုတဲ့မူလေးကိုပြပေးပါမယ်ဗျာနော်နှစ်ခွန်ဆိုတဲ့မူလေးကိုကျွန်တော်နဲ့အတူလိုက်စစ်ကြည့်ကြမယ်နော်နှစ်ခွန်ဒီဘက်အပေါ်ကအကွက်ကနေစမယ်နှစ်ခွန်ဆိုတဲ့မူလေးကိုရှာပါမယ်ဒုတိယတန်းကျွန်တော်ကြော်သွားရင်လည်းလိုက်စစ်ကြည့်ပြီးပါနော်နှစ်ခွင်အာမူလေးကိုတွေ့အောင်ရှာပေးပါဟောတွေ့ပြီကျွန်တော်တော့ဟိုကြည့်သွားနော်
ကြီးနေတယ်စိုက်ကကြီးနေတယ်စိုက်ကြီးနေလို့ခဏလေးပါအမနှစ်ခွန်လို့ထွက်ပြီးရင်လေသူဒီတဲ့3.5ခွန်ကိုခွေဘူးဒီ9ရက်ကနေ10ရက်အတော်တွင်ထွက်တယ်ဆိုတော့ဒီမှာ9ဘူးလို့ထွက်ထားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီအောင်နှံလေးမှာလည်းနှစ်ခွန်လို့ကြာပါတယ်အဲ့နှစ်ခွန်ဒီတဲ့ဟောဒီကလင်ဒါရဲ့အပေါ်ပြည့်ကျင်3.5ခွန်ကိုခွေဘူးမှာ9ခွန်ဆိုပြီးအောင်ထားပြန်ပါတယ်တို့ဒီပဲအဲ့ကလင်ဒါနေတောက်လျှောက်အောက်ကိုပြန်ထပ်စစ်မယ်နော်ထပ်စစ်တဲ့ချိန်ဒီကလင်ဒါရဲ့ဒီမှာနှစ်ခွန်ပေါ့နော်အဲ့နှစ်ခွန်ကဘယ်မှာကြလဲဆိုတော့3-5ခွန်ကိုခွေဘူးမှာပုံမှန်အားဖြင့်တော့9ရက်အတွင်းထွက်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီမှာခွင်3လို့ထွက်ပါတယ်ဟုတ်ပြီနော်အဲဆိုကျွန်တော်ထပ်လိုက်စစ်ပေးမယ်နော်နှစ်ခွန်မူလေးပေါ့နော်နှစ်ခွန်ထွက်ပြီးရင်9ရက်အတွင်းမှာဘာလာလဲဆိုတော့ဒီမှာ9အားထွက်ပါတယ်9အားထွက်ပြီးရင်3-5ခွန်ကိုအပူပါခွေက9ရက်ကနေ10ရက်အတွင်းထွက်တယ်ဆိုတော့ဟုတ်မို့ကျွန်တော်လည်းလိုက်စစ်ပါမယ်ဆက်ရစမှာဒီမှာ1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်ထိမထွက်ခဲ့ပါဘူး10ရက်မြောက်ကြမှာဒီမူကဒီမှာ3ခွန်ဆိုပြီးဒီနေ့မှာလာထွက်ပါတယ်ဒီမှာ3ခွန်လို့ထွက်သွားတာပေါ့နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်ထပ်စစ်မယ်ဗျာနော်ကျွန်တော်အောက်မှာခွန်2လို့ထပ်ထွက်တယ်ခွန်2ထွက်ပြီးရင်3-5ခွန်ကိုခွေဘူးတဲ့3ဘူးလို့ထပ်ထွက်ပါတယ်အဲ့လိုပဲဒီအောက်မှာ2ခွန်လို့ဒီနားလေးမှာ2ခွန်လို့ထွက်ပါတယ်2ခွန်လို့ထွက်ရင်3-5ခွန်ကိုခွေဘူးဆိုတော့ဒီမှာ9ခွန်ဆိုပြီးထပ်ထွက်ပါတယ်လိုက်စစ်ပေးပါနော်ကျွန်တော်နဲ့အတူ2ခွန်အာမူလေး2ခွန်ထွက်တယ်2ခွန်3မဟုတ်ခွန်1ပေါ့နော်အာထွက်တိုင်း3-5ခွန်ကိုအပူပါခွေက9ရက်ကနေ10ရက်အတွင်းကြတယ်ဆိုတော့ကျွန်တော်နဲ့ဟုတ်မဟုတ်လိုက်စစ်ကြည့်ပေးပါဟုတ်ပြီဒီမှာကျွန်တော်ကတော့ခွန်2တွေ့တယ်ခွန်2ဆိုတော့3-5ခွန်ကိုခွေဘူးဒီမှာခွန်ဆိုတန်းထွက်ပါတယ်မရှိတော့ပေါ်တက်လိုက်မှာပေါ်3-5ခွန်ကိုအပူပါခွေလေးကိုကျွန်တော်ကအားကြောင့်မို့ကစားစေချင်တာပါကြိုက်တယ်ဆိုရင်ကျွန်တော်ပြောရတာလေးတွေရှင်းပြတာလေးတွေသဘောကျလို့ကြိုက်နေတဲ့တယ်ဆိုရင်တော့ကစားကြပါဗျာဒီမှာနှစ်ခွန်လို့ထွက်ထားပါတယ်နှစ်ခွန်လို့ထွက်ပြီးရင်3-5ခွန်ကိုခွေဘူးက9ရက်ကနေ10ရက်တွန်းထွက်တယ်ဆိုတော့အမှန်ပထမရက်မှာပဲ9-5လို့ထပ်ထွက်ပါတယ်ထပ်ရှာပေးမယ်နော်ကျွန်တော်စစ်တာတော့အပေါ်ကနေအောက်ကိုသွားကြည့်တယ်အပေါ်ကနေအောက်တင်မရှိဘူးဆိုရင်အောက်ကနေအပေါ်ပြန်ကြည့်ဒီမှာနှစ်ခွန်လို့ထွက်တယ်အဲ့နှစ်ခွန်လို့ထွက်ပြီးရင်9ရက်10ရက်အတွင်းမှာ3-5ခွန်ကိုခွေဘူးထွက်ရမယ်ဆိုတော့ဒီကနေဒီဘက်မှာဟုတ်တယ်နော်အမေ9ဘူးဆိုပြီးဒီနားမှာထွက်တယ်နောက်ထပ်နှစ်ခွန်အားတော့မဟုတ်ခွန်နှစ်ဒီမှာခွန်နှစ်လို့ထွက်ပါတယ်အဲ့ခွန်နှစ်ကြောင့်3-5ခွန်ကိုခွေဘူးဆိုတော့ဒီမှာအောက်မှာပထမရက်မှာပဲဒီမှာ9-5တန်းထွက်ပါအောက်မှာခွန်နှစ်ထွက်တတ်တယ်ခွန်နှစ်ထွက်ပြီးရင်9ရက်ကနေ10ရက်တော့3-5ခွန်ကိုခွေဘူးဆိုဒီမှာနောက်ရက်မှာ3ခွန်ဆိုပြီးထွက်ထားတယ်ဟောဒီနယ်လေးမှာ2ခွန်လို့ထွက်တယ်2ခွန်ထွက်ပြီးရင်3-5ခွန်ကိုခွေဘူးဆိုဒီမှာ9ဘူးဆိုပြီးဒုတိယရက်မြောက်မှာပဲထွက်ပါတယ်ကျွန်တော်အမျိုးတွေကိုရစေခြင်းလို့မို့ပေါ့နော်ကျွန်တော်ချိန်ပေးပြီးရှားပေးတာပါကိုကိုတန်းကလေဘက်မှာနားနေတာပါအတန်တွေဝင်နေတာပါအားကြောင့်မို့ကျွန်တော်ပြောတာလေးနားမလဲသိခံမိပါခုကျွန်တော်ဒီမှာထပ်တွေ့တယ်ဗျာနော်ခွန်နှစ်လို့ထွက်ရင်3-5ခွန်ကိုခွေဘူးက9ရက်
ကနေ8ရက်အတွင်းဆိုဒီမှာ3ကိုလို့ထပ်ထွက်တယ်နောက်ဒီကလင်ဒါရဲ့ထိပ်မှာခွန်နဲ့ဆိုထွက်တယ်အဲ့ခွန်နဲ့ထွက်ပြီးရင်35ခွန်ကိုခွေဘူးတဲ့အဲ့မှာဘာလို့ထွက်တော့ဆိုရင်9ခွန်လို့ထွက်တယ်နော်ရက်နဲ့ကြီးမယ်ဆိုရင်1ရက်2ရက်3ရက်4ရက်5ရက်မြောက်မှာခွန်9လို့ထွက်တယ်ပေါ့နော်နောက်ထပ်2ခွန်တော့မဟုတ်ခွန်နဲ့မူကိုထပ်ရှာပါမယ်2ခွန်တော့မဟုတ်ခွန်နဲ့မူကိုရှာတော့ကျွန်တော်တို့မရှိတော့ဘူးနော်မရှိဘူးဘယ်မှာရှိတော့ဒီမှာခွန်နဲ့ဒီမှာထွက်ထားတယ်ဒီခွန်နဲ့ထွက်ပြီးတော့ဒီမှာခွန်နဲ့ပေါ့နော်ဒီခွန်နဲ့ထွက်ပြီးရင်35ခွန်ကိုခွေဘူးဒီတရက်လည်းမထွက်ဘူး2ရက်မထွက်ဘူး3ရက်မထွက်ဘူး4ရက်မထွက်ဘူး5ရက်မထွက်ဘူး6ရက်မထွက်ပါဘူးမထွက်ဘဲနဲ့ကျွန်တော်တို့ဒီနေ့9ရက်နဲ့10ရက်မြောက်အတွင်းထွက်တဲ့ခွန်နဲ့မူကြောင့်35ခွန်ကိုခွေဘူးကိုကစားဖို့ကျွန်တော်အကြံဉာဏ်ပေးပါတယ်နောက်ပြီးတော့ကျွန်တော်တို့မနေ့ကမှခွန်နှစ်ထပ်ထားတဲ့အတွက်ဒီမူဒီလာရင်ပို့ပြီးတော့အားကောင်းပါတယ်ခွန်နှစ်ကိုနှစ်ကြိမ်ပေါ့နော်ထပ်နေပြီပေါ့အားကြောင့်မို့ကျွန်တော်ကနှစ်ခွန်မူကိုဒီနှစ်ခွန်မူကလည်းနှစ်ခွန်တော့မဟုတ်ခွန်နှစ်ထွက်တဲ့မူကလည်း35ခွန်ကိုပူပါခွေသည်9ရက်ကနေ10ရက်ထွက်တယ်တချို့ကပြောကြတယ်ပေါ့မူတွေထက်တယ်ဆိုရင်တဲ့ရက်တွေနောက်ဆွဲတယ်လို့ပြောကြဟုတ်ပါကဲ့ကြာဒီနားမှာလည်း9လို့ထပ်ထားတယ်9ထပ်တော့ညာလဲဒီမှာ3ခွန်ဆိုပြီးချပေးပါတယ်နော်ဒီမှာကျွန်တော်ပြောချင်တာကဒီနေ့ဒီကလင်ဒါတစ်လျှောက်မှာပေါ့ဒီခွန်နှစ်ကြောင့်35ခွန်ကိုအပူပါခွေသည်ကျွန်တော်တို့ဒီအင်္ဂါဗုဒ္ဓဟူပေါ့နော်အလွန်ဆုံးဗုဒ္ဓဟူပေါ့ဒီအင်္ဂါဗုဒ္ဓဟူမှာ35ခွန်ကိုအပူပါခွေကိုကစားချစ်သေးတယ်နော်ဒါကြောင့်မို့အမျိုးတို့ကျွန်တော်ရှင်းပြတာကျွန်တော်ပြောတာလေးတွေကိုသဘောကျတယ်ဆိုရင်နော်ကြိုက်တဲ့ကစားမယ်ဆိုရင်လည်းကစားကြပါကျွန်တော်ကစားမှာကတော့အခုအင်္ဂါဗုဒ္ဓဟူးမှာကစားမဲ့အခွေက35ခွန်ကိုအခွေဘူးဖြစ်ပါတယ်အယောင်ကနေရ35ခွန်ကို35ခွန်ကိုအပူပါပူပါခွေအားလုံးပဲကံကောင်းကြပါစေဗျာကျွန်တော်KGကင်းတင်ပြတဲ့မူလေးတွေကိုအမျိုးတို့ကြိုက်နှစ်သက်တယ်ဆိုရင်เนาะကြိုက်နှစ်သက်ကြတယ်ဆိုရင်တော့အားလုံးကျွန်တော်ဒီအင်္ဂါဗုဒ္ဓဟူးမှာ35ခွန်ကိုပူပါခွေလေးနဲ့မိမိတို့ရဲ့လက်မှာဝယ်မှာပိုင်ကိုင်းဆောင်ထားတဲ့ငွေကြေးနဲ့ချိန်ဆပြီးကစားကြပါအားလုံးကံကောင်းကြပါစေဗျာစီးပွားလက်လာပါတယ်ဖြစ်ထွန်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ